လူတိုင်းမှာပန်းနိုင်တွေရှိကြပါတယ်လူတိုင်းအလုတ်တွင်ကျဲခြင်းကြပါတယ်ဒါပေမဲ့လူအများစုဟာအလုတ်ရွှေ့ဆိုင်းခြင်းဆိုတဲ့ပြဿနာကြီးတစ်ခုနဲ့ရုန်းကန်နေရပါတယ်ကျွန်တော်တို့ဟာအရေးကြီးတဲ့အလုပ်တွေကိုနောက်ဆုတ်တက်ကြပါတယ်အတိတ်ပဲရှိတဲ့အလုပ်တွေထက်လောက်ရလွယ်တဲ့အလုပ်တွေကိုပဲရွေးချယ်မိတတ်ကြပါတယ်နေ့တစ်နေ့ရဲ့အဆုံးမှာတော့အလုပ်တွေရှုပ်နေပေမဲ့ဘာမှမပြီးမြောက်ခဲ့သလိုခံစားရပါတယ် Eat That Frog ဆောင်းမှာ Brian Tracy ကရိုးရှင်းတဲ့အယူဆတစ်ခုကိုရှင်းပြထားပါတယ်အဲ့ဒါကတော့သင်ရဲ့တနေ့တာကိုအရေးအကြီးဆုံးနဲ့အခက်ခဲဆုံးအလုပ်ကိုအရင်ဆုံးလှုပ်ဆောင်ခြင်းနဲ့စတင်မယ်ဆိုရင်သင်ရဲ့အလုပ်တွေ့ခြင်းမှုနဲ့အောင်မြင်မှုဟာတိတိတသာတိုးတက်လာမှာဖြစ်ပါတယ်ဖားဆိုတာကတော့သင်ရဲ့အကြီးမားဆုံးနဲ့အရေးကြီးဆုံးအလုပ်ဖြစ်ပြီးသင်အရှောင်ခြင်းဆုံးအလုပ်လည်းဖြစ်ပါတယ်ဒီစာအုပ်ဟာအလုပ်ရွှေ့ဆိုင်းတဲ့အကျင့်ကိုဘယ်လိုရက်တက်မလဲဆိုတာနဲ့တကယ်အရေးကြီးတဲ့အရာတွေကိုဘယ်လိုအာရုံစိုက်မလဲဆိုတာကိုသင်ကြားပေးမှာပါရှင်းလင်းတဲ့ပန်းနိုင်များချမှတ်ပါအလုပ်တွင်ကျမှုရဲ့ပထမအဆုံးအဆင့်ကရှင်းလင်းပြသမှုပါသင်ဘာကိုအောင်မြင်ခြင်းမဲမသိရင်အချိန်ကိုမစီမံနိုင်ပါဘူးဒီစာအုပ်ကသင်ကိုအောက်ပါအတိုင်းလုပ်ဖို့တိုက်တွန်းထားပါတယ်1သင်ဘာလိုချင်တယ်လဲဆိုတာအတိအကျဆုံးဖြတ်ပါ2သင်ရဲ့ပန်းနိုင်တွေကိုချရေးပါ3အချိန်အကန့်အသတ်ဒက်လိုင်းသတ်မှတ်ပါပန်းနိုင်တွေရှင်းလင်းသွားတဲ့အခါသင်စိတ်ကအာရုံစူးစိုက်မှုရှိလာပါတယ်ရှင်းလင်းပြသမှုကဝေခွဲမရဖြစ်တာကိုလျော့နေစေပြီးစိတ်တက်ကြွမှုကိုတိုးစေပါတယ်တနေ့တာကိုကြိုတင်စီမံပါ Brian Tracy ကစီမံကိန်းချတာကိုအလေးထားပါတယ်တနေ့တာလှုပ်ဆောင်ရမယ့်စည်ရင်းကိုအရင်ညကလေးကကြိုတင်လှုပ်ထားဖို့သူကအကြံပြုပါတယ်စီမံကိန်းချခြင်းကသင်ကိုအောက်ပါအတိုင်းကူညီပေးပါတယ်သင်ရဲ့တနေ့တာကိုဥတီချက်ရှိရှိစတင်စေပါတယ်ချုပ်ထွေးမှုတွေကိုဖယ်ရှားပေးပါတယ်သင်ရဲ့အချိန်ကိုရည်ရွယ်ချက်ရှိရှိအသုံးချနိုင်စေပါတယ်စီမံကိန်းချတဲ့နေရာမှာအသုံးချလိုက်တဲ့1မိနစ်တိုင်းဟာအလုပ်လုပ်တဲ့အခါမိနစ်ပေါင်းများစွာကိုတက်တာစေတယ်လို့စာရေးသူကရှင်းပြထားပါတယ်အစီအစဉ်တစ်ခုနဲ့နိုးထလာတဲ့အခါသင်ကိုယ်သင်ပို့ပြီးထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ခံစားရမှာပါ80-20စီးမြင်ကိုအသုံးချပါအလုပ်တိုင်းကတန်မိုးခြင်းမတူပါဘူးပရီတိုနီးယာမအရာသင်ရဲ့အလုပ်20%ကသာသင်အတွက်80%သောရလဒ်တွေကိုထွက်ပေါ်စေတာပါဒါပေမဲ့လူအများစုဟာပိုလွယ်ကူတဲ့အတွက်တန်ဖိုးနည်းတဲ့အလုပ်တွေမှာပဲအချိန်ဖြုံးနေတတ်ကြပါတယ်ဒီစာအုပ်ကဘယ်အလုပ်တွေကအကျိုးသက်ရောက်မှုအရှိဆုံးလဲဆိုတာကိုခွဲခြားသိမြင်ပြီးအဲ့ဒီအလုပ်တွေကိုအရင်လုပ်ဖို့သင်ကြားပေးပါတယ်အလုပ်တွင်ကျယ်မှုဆိုတာကအလုပ်တွေအများကြီးလုပ်နေတာကိုဆိုလိုတာမဟုတ်ပါဘူးမှန်ကန်တဲ့အလုပ်တွေကိုလုပ်ဖို့ပဲဖြစ်ပါတယ်သင်ရဲ့အကြီးမားဆုံးဖားကိုအာရုံစိုက်ပါသင်ရဲ့ဖားဆိုတာကသင်ရဲ့အရေးကြီးဆုံးအလုပ်သင်ရဲ့အကျိုးသက်ရောက်မှုအရှိဆုံးအလုပ်သင်ရဲ့ချိန်ဆွဲဖို့အလားအလာအရှိဆုံးအလုပ်ကိုဆိုလိုတာဖြစ်ပါတယ်ဒီအလုပ်ကိုအရင်ဆုံးလုပ်ခြင်းကအရှိန်အဟုန်ကိုဖန်တီးပေးပါတယ်အရေးကြီးတဲ့အလုပ်တစ်ခုကိုစောစောစီးစီးပြီးမြောက်လိုက်တဲ့အခါသင်ရဲ့ယုံကြည်မှုတိုးလာပြီးစိတ်ဖိစီးမှုလျော့ကျသွားကတနေ့တာလုံးအကျိုးရှိသွားသလိုခံစားရမှာပါရှောင်လွှဲနေခြင်းကစိုးရိမ်ပူပန်မှုကိုဖြစ်စေပြီးပြီးမြောက်အောင်လှုပ်ဆောင်ခြင်းကတော့စွမ်းအင်တွေကိုဖြစ်ပေါ်စေပါတယ်အလုပ်ကြီးတွေကိုအဆင့်သေးသေးလေးတွေအဖြစ်ခွဲလိုက်ပါတခါတလေမှာအလုပ်တွေကအရန်ကြီးမားလွန်းနေသလိုခံစားရတဲ့အတွက်ကျွန်တော်တို့ကအလုပ်ရွှေ့ဆိုင်းမိတတ်ကြပါတယ်ဒါကြောင့်အလုပ်ကြီးတွေကိုကင်တယ်ရလွယ်ကူတဲ့အဆင့်သေးသေးလေးတွေအဖြစ်ခွဲပစ်ဖို့စာအုပ်ကအကြံပြုထားပါတယ်အလုပ်တစ်ခုကရိုးရှင်းသွားတဲ့အခါသင်အုံနောက်ကငင်းဆန်မှုလျော့နေသွားပြီးအရှင်ရလာပါလိမ့်မယ်အာယုံပြည့်လွင့်မှုတွေကိုဖယ်ရှားပါအာယုံပြည့်လွင့်မှုတွေကအလုပ်တွင်ကျယ်မှုကိုဖျက်ဆီးပါတယ်ဖုံးကန်လာတဲ့အကြောင်းကြားစာတွေဆိုရှယ်မီဒီယာတွေနဲ့မလိုအပ်ဖဲစကားပြောဆိုမှုတွေကသင်ရဲ့အာယုံကိုဆွဲထုတ်သွားတတ်ပါတယ်အနှောက်အယှက်ကင်းကင်းနဲ့အလုပ်ကိုပဲအာယုံစိုက်လုပ်မဲ့အချိန်တစ်ခုဖန်တီးဖို့ Brian Tracy ကအကြံပြုထားပါတယ်နက်နက်ရှိုင်းရှိုင်းအာယုံစိုက်ခြင်းကပုံမကောင်းမွန်တဲ့အလုပ်အရေးအသွေးနဲ့ပုံမမြန်ဆန်တဲ့ပြီးမြောက်မှုကိုရရှိစေပါတယ်ချက်ချင်းလှုပ်ဆောင်လိုစိတ်ကိုမွေးမြူပါအောင်မြင်တဲ့သူတွေဟာလင်းလင်းမြန်မြန်လှုပ်ဆောင်ကြပါတယ်သူတို့ဟာပြည့်စုံတဲ့အခြေအနေတွေကိုစောင့်မနေပဲချက်ချင်းစတင်လိုက်ကြပါတယ်ဒါကို sense of urgency လို့ခေါ်ပါတယ်သင်ကိုယ်သင်ချက်ချင်းလှုပ်ဆောင်တတ်အောင်လေ့ကျင့်တဲ့အခါအခွင့်အရေးတွေပိုရလာပြီးယုံကြည်မှုတွေလည်းတိုးလာမှာဖြစ်ပါတယ်အလျင်အမြန်လှုပ်ဆောင်ခြင်းကရှေ့ဆက်ဖို့အရှိန်အဟုန်ကိုတိစောက်ပေးပါတယ်စင်စက်မပြတ်
လေးလာသင်ယူပါသင်ရဲ့ကျွမ်းကျင်မှုတွေကိုမြင့်တင်ခြင်းကသင်အလုပ်ကိုပုံမမြန်ဆန်လွယ်ကူစေပါတယ်သင်ပို့ပြီးကျွမ်းကျင်လာလေအလုပ်ရွှေ့ဆိုင်တာပို့ပြီးနည်းလာလေပါပဲပုံမှန်စာဖတ်ခြင်းကျွမ်းကျင်မှုအသစ်တွေသင်ယူခြင်းကသင်ရဲ့စွမ်းဆောင်ရည်နဲ့ကိုယ့်ကိုယ်ယုံကြည်မှုကိုတိုးတက်စေပါတယ်စီကံကသာအဓိကတော့ချက်ပါဒီစာအုပ်ရဲ့အဓိကသတင်းစကားကတော့ရိုးရှင်းပါတယ်ကိုယ်ပိုင်စီကံကသာအောင်မြင်မှုကိုဆုံးဖြတ်တာပါစိတ်တက်ကြွမှုဆိုတာကလာလိုက်သွားလိုက်ရှိတဲ့ပေမဲ့စီကံကသာသင်ကိုရှေ့ဆက်သွားအောင်လှုံ့ဆော်ပေးတာပါအလုပ်တွေကိုချက်ချင်းစတင်ဖို့စတင်ထားတာတွေကိုပြီးဆုံးအောင်လုပ်ဖို့နဲ့ဦးစားပေးအလုပ်တွေကိုအာရုံစိုက်ဖို့ကိုယ့်ကိုယ်လေ့ကျင့်ယူတဲ့အခါအလုပ်တွင်ကျင်မှုဟာအလေးကျင့်တစ်ခုဖြစ်လာပါလိမ့်မယ်အောင်မြင်မှုဆိုတာကအလုပ်ရှုံနေတာကနေလာတာမဟုတ်ပါဘူးအရေးအကြီးဆုံးအရာကိုလှုပ်ဆောင်တာကနေလာတာပါသင်ဟာသင်ရဲ့အကြီးမားဆုံးအလုပ်ကိုသိမြင်ပြီးအဲ့ဒါနဲ့စတင်ကပြီးဆုံးတဲ့အထိအာရုံစိုက်လှုပ်ဆောင်မယ်ဆိုရင်သင်ဟာယုံကြည်မှုတွေတိုးလာပြီးပန်းနိုင်နေစီကိုနေတိုင်းနီးကပ်သွားမှာပါသင်ရဲ့ရလဒ်တွေကိုပြောင်းလဲခြင်းရင်သင်ရဲ့တနေ့တာကိုစတင်တဲ့ပုံစံကိုအရင်ပြောင်းလဲလိုက်ပါသင်ရဲ့ဖားကိုအရင်ဆုံးစားလိုက်ပါဒါဆိုရင်ကြံရှိတဲ့တနေ့တာဟာပိုပြီးလွယ်ကူသွားပါလိမ့်မယ်